ကျွန်တော်တို့ဒီ H5 software တွေပေါ့နော် driver တင်မယ်ဆိုလို့ရှိရင်သူဒီတိုင်းတင်တာထက်ဆိုလို့ရှိရင်သူကဂျိုး driver အဓိကကတော့ H5 ဒီမှာကွန်ပျူတာနဲ့ချိန်မယ်ဆိုလို့ရှိရင်ဂျိုး driver အဓိကလိုတာပေါ့နော် H5 နဲ့ laptop နဲ့ချိန်တဲ့ဂျိုးပေါ့အဲဂျိုးကသူကဒီလိုမျိုး USB Type A တော့မှန်မတူကောင်းလေရနော်ကွန်ပျူတာဆိုင်ဒီမှာဝယ်မယ်ဆိုရင်တိတ်အဆင်မပြေတာများတယ်သူဆက်ဝယ်လို့ဆိုရှင်တော့ဆက်ထဲမှာ original ပါတတ်တယ်တစ်ဖက်ကနည်းနည်းလေးကြီးတယ်တစ်ဖက်ကနည်းနည်းလေးသေးတယ်ပေါ့ Type A ကိုပဲနော်ဒီကောင်လေးကပူကြီးနေတယ်ဒီကောင်လေးကနည်းနည်းသေးတယ်သူကဘာလဲဆိုဒီကြီးတဲ့ဘက်ထဲမှာသူက circuit ပါတယ်တကယ်တမ်းတော့သူက Type A USB မဟုတ်ဘူးတကယ်တမ်း USB to the serial converter လေးပဲနော်ဒီကောင်ဒီဂျိုးလေးလိုအပ်တယ်ဒီဂျိုးလေးရှိရင် driver တင်ရတာပို့ပြီးတော့မှအဆင်ပြေတယ်နော်အများသောအားဖြင့်မသိဘူးဆိုတဲ့ဟာတွေကဘာဖြစ်လဲဆိုရင်ဒီဂျိုး driver တင်ထားလို့မသိတာအဲ့တော့ဒီဂျိုး driver ဘယ်လိုတင်ရလဲဆိုရှင်ဒီကောင် USB နဲ့ဒီဘက်ခေါင်းက laptop ဘက်ကိုချိန်ရမှာเนาะကွန်ပျူတာဘက်ကို laptop မှာချိန်ရမယ်ဒီဘက်ကကြတော့ကျွန်တော်တို့ H5 ရဲ့အနောက်မှာပါတယ်ဒီ USB port လေးမှာချိန်ရမှာပေါ့เนาะအဲ့တော့ဒီကောင်ပြောင်းပြန်တက်လိုက်လို့ရှိရင်လည်းအလုံးမလုံးတော့ဟုတ်ပြီเนาะတချို့သိပြီးသားလူတွေကတော့သိပါတယ်ဒါပေမဲ့တချို့ကွန်ပျူတာနဲ့မချိန်ဘူးတဲ့လူတွေရှိလိမ့်မယ်เนาะမချိန်ဘူးတဲ့လူတွေအတွက်ကြတော့ဒါလေးကရေးကြည့်ရဒီကောင်နှစ်ကောင်ပြောင်းပြန်ထိုးလို့မရပါဘူးဒီဘက်ဒီ H5 set ရဲ့အနောက်မှာထိုးရမယ်ဒီကောင်ဒီကျွန်တော်တို့ laptop မှာပါတဲ့ USB port မှာထိုးပေးရမယ်เนาะ USB port မှာထိုးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိုးပြီးလို့ရှိရင် driver ကိုသိပြီလားပေါ့နော်သိပြီလားမသိသေးဘူးလားဆိုတော့ကျွန်တော်တို့ကြည့်လို့ရတယ်အဲကြည့်တဲ့နည်းကိုကျွန်တော်ကွန်ပျူတာလေးမှာတစ်ချက်ပြပေးမယ်နော်ပထမဆုံးပေါ့နော် USB ဂျိုးကိုအဲခုနခေါင်းအကြီးဘက်ကိုကျွန်တော်တို့ကွန်ပျူတာမှာထိုးလိုက်မယ်ပေါ့နော်ထိုးလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီ start menu တွေကနေပြီးတော့မှအဲ့ဒီ search box ကနေပြီးတော့မှနော် control panel တွေကနေနော် hardware and sound တွေကနေပြီးတော့မှ device manager ကိုသွားလိုက် device manager တွေကိုရောက်ပြီဆိုတဲ့အခါကျတော့ရှင်ကျွန်တော်တို့ဘာရှိမလဲဆိုရှင်ဒီမှာတွေ့လားเนาะ DJI Mic Mini ဆိုပြီးတော့မှဒီမှာเนาะဒီလိုအမှတ်လေးပြနေเนาะဒီ exclamation mark လေးအဲ့လိုပဲခုနကတော့ကျွန်တော်တို့ဂျိုးထိုးလိုက်တဲ့အခါမှာဒီမှာ USB to serial ဆိုပြီးတော့မှเนาะ C340.8 ဆိုပြီးပေါ်တယ်တကယ်လို့ဂျိုး driver သာမသိလို့ရှင်ဒီနေရာမှာလေခုနကတော့လိုမျိုးဒီလိုမျိုး trigger လေးပေါ်နေလိမ့်မယ်เนาะအဲ့လိုမျိုးပေါ်နေခဲ့ပြီဆိုရှင် exclamation mark လေးပေါ်နေပြီဆိုရှင်သူ့ကိုကျွန်တော်တို့က right click နှိပ်လိုက် right click နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ scan for update driver ပေါ့နော် update driver ကိုနှိပ်ပြီးလို့ရှိရင် browse my computer ပေါ့အဲ့လိုပြောပြီးလို့ရှိရင် browse လုပ်လိုက်လုပ်ပြီးကျွန်တော်တို့ဘယ်မှာရှိလဲဆိုရှင် desktop ပေါ်မှာဖြစ်ဖြစ်ပါဖြစ်ဖြစ်ပေါ့ H5 ဆိုတဲ့ folder ရှိတယ်ဆိုရင် H5 folder ထဲမှာနော်ဝင်သွားလိုက်လို့ရှိရင်ဥပမာကျွန်တော်တို့ H5 processor ပေါ့ဆိုပါစို့ H5 processor ကိုသွားလိုက်အဲ့ရဲ့အောက်မှာ USB ဆိုတာရှိတယ်နော် USB ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်ပြီးလို့ရှိရင် OK ကိုပေးလိုက်ပြီးရင် next ကိုပေးလိုက်တယ်ဆို driver သူကတင်သွားလိမ့်မယ်တင်သွားဆိုရှင်ဒီ driver ဒါကျွန်တော်ရှိပြီးသားမလို့ပေါ့နော်တကယ်လို့မရှိသေးဘူးဆို driver ကဒီမှာ driver successfully install ဆိုပြီးပေါ်လာလိမ့်မယ်အဲဆိုရင် close ကိုနှိပ်ပြီးရှင်ဒီမှာကြည့်လိုက်ခုနဒီ exclamation အမှတ်ကလေးကပျောက်သွားလိမ့်မယ်เนาะအဲ့လိုမျိုးပျောက်သွားပြီဆိုလို့ရှိရင်ဒါဆိုကျွန်တော်တို့ဒီဂျိုး driver တင်လို့ရပြီเนาะဂျိုး driver တင်ပြီးသားဖြစ်သွားပြီဆိုလို့ရှိရင်အကုန်လုံးပိတ်လိုက်တော့ပိတ်ပြီးလို့ရှိရင် software ကိုဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ H5 set ကိုပေါ့နော်ပိတ်ပြီးလို့ရှိရင်ပြန်ဖွင့်လိုက်အဲ့ဒါဆိုလို့ရှိရင်သူ့ဘာသူလိုအပ်တဲ့ဒီတခါတည်းကွန်ပျူတာနဲ့ဒီစက်နဲ့ချိန်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်ပြီနော်